တရားဟောဒေသနာဆရာကြီးတွေလည်းမှားတတ်ပါတယ်လုံတဲ့15နှစ်လောက်ကကျန်းစာသင်ဆရာတယောက်ကဒုစရိုက်လုပ်တယ်ဆိုတာမသိပဲလုပ်တော့အပြစ်မဟုတ်ဘူးသိရခြင်းနဲ့ကိုလုပ်တာစိတ်အားကြီးစွာရှင်းလင်းပြောကြားတယ်ခင်ဗျကျွန်တော်တို့ကကျန်းစာသင်သားတွေနည်းနည်းလေးဟိုတက်ဒီတက်နဲ့သိလာတာကကာသောလအသင်းအင်္ဂလိကန်အသင်းဘက်ပရစ်စင်များစွာကသူ့ဝိစင်ထဲမှာတည်သောပြည့်မတည်သောပြည့်လုံမီသောအရာများအားလုံးကိုအစဉ်ခွလို့တော်မူသောသခင်ယေရှုဘုရားသခင်ဆိုပြီးတော့ပြောထားပါတယ်သိရလို့တော့အပြည့်မသိရလို့တော့အပြည့်အကြောင်းကိုဒီဆရာကမသိပေမဲ့ယခုအချိန်မှာသူကအသင်းကြီးတစ်ခုကိုဦးစီးနေပြီဖြစ်တော့ကြောင့်မို့လို့မသိပဲလို့တော့အပြည့်ကိုသိလောက်ပြီးထင်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ကြမ်းချက်တစ်ခုနဲ့ကျွန်တော်ရှင်းလင်းပြသပါမယ်ယာကုပ်40ခုမှာကောင်းသောအကျင့်ကိုသိလျက်နဲ့မကျင့်သောသူသည်အပြစ်ရှိတယ်လို့ပြောတာအဲ့ဒီမှာစဉ်းစားကြည့်လို့ရှိရင်ကောင်းသောအကျင့်ကိုယ်နဲ့ခြေငါမရှိသောသူတယောက်ကိုလမ်းမှာတွေ့တဲ့အခါမှာပြုံးပြနှုတ်ဆက်ဖို့ဝင်လေးတတ်သောလူဒီလူအားကောင်းသောအကျင့်ကိုသိတော်လည်းမသိပဲနဲ့မကြည့်ပဲနဲ့နေတော့ကြောင့်အပြစ်ရှိတယ်လို့ဆိုတာဒါကြောင့်မလို့အဲ့ဒါမသိပဲလုပ်နေတော့အကျင့်တရားလို့ခရိယာများအားလုံးကအပြစ်မသိပဲလုပ်နေတော့အပြစ်တို့ကိုဆင်ញင်သိမှတ်ပြီးတော့မှတ်သားစေလိုပါတယ်